ဓိကနဲ့သာမညခွဲတတ်ဖို့လိုတယ်။ခုခေတ်လူငယ်တွေကသိပ်ကြိုးစားကြတယ်။ကျွန်တော်တို့ထက်အများကြီးသာတယ်။ကျွန်တော်တို့ငယ်ငယ်ကသူတို့လောက်ပင်မခံဘူး။10နှစ်ရောက်တဲ့အခါဘောလုံးလေးကန်လိုက်ရုပ်ရှင်ကြည့်လိုက်ပဲ။ညလုံးပေါက်မအိပ်မနေစားကြတာမျိုးလည်းမရှိပါဘူး။ပုံမှန်အတိုင်းအေးအေးဆေးဆေးတစ်နေ့2နာရီဆိုလုံလောက်ပါတယ်။စာကလေးတွေဖြစ်မတတ်။ခုခေတ်ကလေးတွေမိဘတွေကတော့တနာယူလိုက်ရအောင်ကိုကြိုးစားကြတယ်။ကျောင်းနဲ့ကျရှင်နဲ့ကိုင်းနဲ့မိုးလင်းကမိုးချုံနားရတယ်မရှိဘူး။စော့ချိန်ကစားချိန်အနားယူချိန်လိုပဲရှိပါမလဲ။တစားစားနဲ့စားပြီးရင်စားနေကြတော့တာစာကလေးတွေဖြစ်သွားတော့မတက်ပဲ။ရှေးတုန်းကဆိုရင်သားသမီးတွေစာမကြက်လို့အမေတွေကဒုတ်တချောင်းကင်ပြီးတဟဲဟဲလုပ်နေရတယ်။ခုခေတ်ကျတော့စာကြက်လွန်းလို့မိဘတွေကစောင့်ပြီးအိတ်ခိုင်းကြရတယ်။အဲ့ဒါအရွယ်မရွေးဒီအတိုင်းပဲသူငယ်တန်းကနေ10တန်းအောင်တဲ့အထိမနာစားရဘူးမိဘတွေလည်းပင်ပန်းကြရတယ်သင်တန်းတွေတတိကြီးတက္ကသိုလ်ရောက်လို့လဲထူးပြီးမသက်သာဘူးဘွဲရပြီးလဲကျူရှင်မလွတ်သေးဘူးကွန်ပျူတာသင်တန်းစရင်းကင်သင်တန်းအင်္ဂလိပ်စကားသင်တန်းကိုရီးယားစကားတရုတ်စကားသင်တန်းစတဲ့သင်တန်းတွေတတိတတန်းကြီးရှိသေးတယ်အဲ့ဒါတွေပြီးတော့လုပ်ငန်းခွင်ဝင်ခွင့်သင်တန်းဆိုတော့တက်ရပြန်ရောလွန်ခဲ့တဲ့၄-၅နှစ်အထိတော့အလုပ်ခွင်ထဲရောက်သွားပြီဆိုတာနဲ့ကျူရှင်ဝက်ကကျွတ်သွားပြီအလုပ်ကြိုးစားပြီးယာရုတက်ဖို့မျှော်ယုံပဲခုတော့မဟုတ်တော့ဘူးကျူရှင်တွေထပ်တက်ဖို့ပေါ်လာကြပြန်ပြီစီမံခန့်ခွဲရေးသင်တန်းစွမ်းရည်မြင့်သင်တန်းအေရှာသင်တန်း logistic သင်တန်းစတဲ့သင်တန်းမျိုးစုံမနေပါဘူးစဉ်းစားနည်းသင်တန်းဆိုတာမျိုးတောင်ရှိတဲ့လေမစီမဆိုင်တွေများလူငယ်တွေနီးစပ်တော့ကျောင်းတက်သွားဖို့လို့ scholarship လျှောက်ဖို့လို့အတွက်ထောက်ခံစာခဏခဏရေးပေးရတယ်သူတို့လျှောက်လာတွေယူလာလိုက်တာတစ်ထက်ကြီးနေတာမဟုတ်ပါဘူးဘာတွေလဲကြည့်လိုက်တော့အောင်လက်မှတ်တွေသင်တန်းဆင်းလက်မှတ်တွေတယောက်တဒါဇင်လောက်တော့ရှိလိမ့်မယ်မစီမဆိုင်တွေလည်းအများကြီးပဲအင်္ဂလိပ်စကားပြောသင်တန်းဆင်းလက်မှတ်တရုတ်စကားပြောသင်တန်းလက်မှတ်ကွန်ပျူတာလက်မှတ်CCI လက်မှတ် graphic design လက်မှတ် private အကြောင်းလုပ်အားပေးလက်မှတ်စသဖြင့်အစုံပဲသင်တန်းကြီးတွေပေါင်းကြည့်ရင်သိန်းကနန်းမနှဲလောက်ပေဘူးမိဘတွေအားနာဖို့ကောင်းတချို့ကဘာမှမဆိုင်လဲတက်ကြတာပဲဆရာဝန်က CCI ဖြေတာမျိုးပြီးကွန်းပွဲရသူက graphic design သင်တန်းတက်တာမျိုးတွေပေါ့အလုပ်ခွင်ထဲမှာဘာအဆက်ဆံမှမရှိတော့ကြာရင်မေ့သွားကြတယ်ငွေကုန်လူပင်ပန်းဖြစ်သမျှအချီးနှီးဖြစ်ကုန်တာပဲမိဘတွေကိုလည်းအားနာဖို့ကောင်းတယ်ပတ်စံတွေဘလောက်ကုန်ခဲ့ရမလဲမသိဘူးလူငယ်တွေကိုယ်တိုင်လည်းတတ်တာလှတာတော့မဟုတ်ပါဘူးခေရည်စည်းကြောင်းမှာဒီလိုဖြစ်တာလဲကို့အတွက်ဘာအရေးကြီးဆုံးလဲဘာလိုအပ်ဆုံးလဲဆိုတာမသိတာအဓိကနဲ့တာမညကိုမခွဲခြားတတ်တာကြောင့်ပဲခေရည်စည်းကြောင်းမှာသူများတကာကြီးစုံမျိုးလိုက်တာကိုကြည့်ပြီးမစူးစမ်းမစင်ခြင်းပဲရိုးရောင်ပေးလိုက်မျိုးတော့လိုရာခရီးမရောက်ပဲမျိုးချင်ရမျိုးပြီးရောက်ချင်ရရောက်တော့မှာပေါ့လူလောကမှာလူတိုင်းလို့เสียအများကြီးရှိကြတယ်ရင်ဆိုင်ဖြည့်ရှင်းစရာပြဿနာတွေလည်းတပုံကြီးရှိကြတယ်ဒါတဘာဝပဲဘယ်သူမှရှောင်လို့မရဘူးရှိရှိသမျှအလုပ်တွေအားလုံးပြဿနာတွေအားလုံးကိုတစ်ချိန်နဲ့ပြိုင်တူစဉ်းစားလို့မရဘူးဖြည့်ရှင်းလို့မရဘူးတစ်ခုပြီးတစ်ခုရှင်းရမယ်ဘာကစားမလဲများပြားလာတဲ့ကိစ္စပေါင်း16000တဲကဘယ်ဟာကိုအရင်ဆုံးစကင်မလဲဆိုတာကိုတွေးတက်ဖို့အရေးကြီးတယ်လူတော်တော်များများဟာတစ်ပင်ခုတ်တဲဆိုပြီးအကိုင်းအခတ်တွေခြိုင်နာနဲ့အချိန်ကုန်ဆုံးသွားတတ်တယ်အဓိကလှုပ်ဆောင်ရမယ့်အလုပ်မလုပ်ရတော့ဘူးဘာပဲလုပ်လို့အဓိကနဲ့တာမညာကိုမခွဲခြားတတ်ရင်ဘယ်တော့မှအလုပ်မဖြစ်ဘူးဆေးကြောင်းသာဒါမှမဟုတ်ဆရာဝန်ရဲ့အလုပ်ကယောဂတွေအကြောင်းသိပြီးယောဂနဲ့ဆေးတက်အောင်ပေးတတ်ဖို့ကအဓိကဖြစ်တယ်။ဘာမဆိုတက်ထားရင်ကောင်းမှာပဲဆိုပြီး LCCI တက်လိုက် graphic သင်တန်းတက်လိုက်ကိုရီးယားစကားသင်လိုက်စီမံခန့်ခွဲရေးသင်တန်းတက်လိုက်အေရှာသင်တန်းတက်လိုက်နဲ့သင်တန်းတက်ကလှည့်တက်နေရင်ဘာတစ်ခုမှဟုတ်တိပတ်တိတက်မှာမဟုတ်တာသိကြတယ်။ J.O. Train Master of Move ဆိုတာအဲ့လိုလူမျိုးတွေကိုခေါ်တာကိုအလုပ်ကိုတက်ရမယ်အရေးကြီးတာကကိုအလုပ်ကိုတစ်ဖက်ကန်းခတ်တက်မြောက်ကျွမ်းကျင်ဖို့ဖြစ်တယ်ဆရာဝန်ဖြစ်ရင်စေပညာအကြောင်းကို Hippocrates ထက်ပိုပြီးအခု2011ခုနှစ်အကြောင်းကိုပိုသိထားရမယ်ကျောင်းဆရာဖြစ်ရင်လည်းပညာရေးနဲ့ပတ်သက်သမျှမသိတာမရှိအောင်ပိုင်နိုင်ကျွမ်းကျင်ရမယ်စစ်သားကိုစစ်ပညာတက်ရမယ်နိုင်ငံရေးသမားကနိုင်ငံရေးကိုနားလည်ရမယ်နိုင်ငံရေးသမားရဲ့အဓိကလိုအပ်ချက်ကကွန်ပျူတာတက်ဖို့မဟုတ်ဘူးကိုရီးယားစကားတရုတ်စကားတက်ဖို့မဟုတ်ဘူးစီမံခန့်ခွဲရေးပညာကျွမ်းကျင်ဖို့မဟုတ်ဘူးကိုယ်တိုင်းပြည်နိုင်ငံရေးကမ္ဘာနိုင်ငံရေးနဲ့ဆက်ဆက်ပတ်သက်သမျှကာကြီးကနေအထိလုံးစိတ်ပတ်စိတ်တက်ကြွနားလည်ထားဖို့သာဖြစ်တယ်
ကို့အလုပ်ကပါလဲနိုင်ငံရေးသမားတိုင်းကွန်ပျူတာအင်တာနက်တက်ရင်ကောင်းတယ်ဘာသာစကားမျိုးစုံတက်ရင်ကောင်းတယ်စီးပွားရေးလုပ်ငန်းဗန်လုပ်ငန်းအကြောင်းကုန်သွယ်ရေးအကြောင်းသိရင်ကောင်းတယ်ဒါပေမဲ့အဓိကမဟုတ်ဘူးမတက်ရင်ဘာမှမဖြစ်ဘူးလိုအပ်လာရင်ဆိုင်ရာတက်ကြွသူတွေကိုငှားထားလို့ရတယ်နိုင်ငံပေါင်းစုံနဲ့ဆက်ဆံဖို့စကားပြန်တွေရှိတယ်နိုင်ငံရေးသမားကနိုင်ငံရေးနားလည်ဖို့ပဲအရေးကြီးတယ်။ကျောင်းဆရာကစာသင်တတ်ဖို့ပဲလိုတယ်။ဆရာဝန်ကစေပညာတက်ကြွဖို့ပဲလိုတယ်။ကျောင်းဆရာနဲ့ဆရာဝန်ကတရားဟောတတ်ဖို့မလိုဘူး။တစ်ပင်စိုက်တတ်ဖို့မလိုဘူး။နိုင်ငံရေးသမားကတရားဟောလိမ့်မယ်။တိုင်းရေးပြည်ရေးဆောင်ရွက်လိမ့်မယ်။လူတိုင်းကိုယ့်အလုပ်ကဘာလဲဆိုတာသိရင်ပြီးတာပါပဲ။ True News ကြအတွဲ3အမှတ်29တရက်မတ်လ2017စာဖတ်သူရွန်းပါ